ရှိတော့ငါတဲ့တောလေးထဲမှာကျောင်းဝါတက်တဲ့ယုံလေးတစ်ကောင်ရှိတဲ့ကွယ်သူဟာဒီတောအုပ်ထဲမှာငါ့ထက်အပြင်းညံတာဘယ်သူမှမရှိဘူးကွာလို့မကြာခဏကျောင်းဝါနေတတ်တယ်ကြာလာတော့ထိုတောအုပ်မှာကျဆားကြတဲ့တိရစ္ဆာန်တိုင်းကလည်းထိုယုံလေးရဲ့ကျောင်းဝါတန်းကိုနားကြမြင်ကပ်လာကြတဲ့ကွယ်တနေ့မှာယုံလေးကတဖန်ကျောင်းဝါစိန်ခေါ်နေစဉ်လက်ကလေးတစ်ကောင်ဟာထိုယုံနာကိုတိုးလာ၍အဆွေယုံနဲ့အပြေးပြိုင်ချင်ပါတယ်လို့ပြောလိုက်တဲ့ကွယ်ထိုအခါယုံလေးဟာလက်ကိုကြည့်၍ဟားတိုက်ရင်မောနေတယ်အသင်လေးဟာ10မိနစ်မှာ10လန်းတာမလန်းနိုင်ပဲအကျွန်ုပ်နဲ့ဘလို့အပြေးပြိုင်နေနီလွယ်လွန်းနဲ့ပြန်မွေးပါပဲလို့လှောင်ပြောင်ပြောဆိုလိုက်တဲ့ကွယ်လေးလေးကလည်းမနှက်ဖြန်အပြေးပြိုင်ကြတော့ဖို့ဟုသာပြန်ပြောလိုက်တဲ့ကွယ်နောက်တစ်နေ့ရောက်တဲ့အခါတောအုပ်ထဲမှာရှိတဲ့တိရစ္ဆာန်အားလုံးကလည်းအပြေးပြိုင်ပွဲသို့ကြည့်ရှုရန်ရောက်လာကြတယ်ကျုံနဲ့လေးကလည်းပြေးလန်းမော်နေရယူထားကြပါပြီတိုင်လူကြီးဖြစ်တာဝန်ယူထားတဲ့ညီခွေးဟာ1 2 3ဟုအချက်ပေးလိုက်တာနဲ့အမျှကျုံနဲ့လေးဟာတာထွက်ကအပြေးပြိုင်ကြတဲ့ကွယ်ကျုံလေးဟာမြားတဆင့်ကဲ့သို့လင်းမြန်တဲ့အရှင်ဟုန်နဲ့တာထွက်ပြေးလွှားလိုက်တယ်လေးလေးကတော့ခြေလန်းတလန်းချင်းလန်းကနောက်တွင်ကြံခဲ့တဲ့ကွယ်လမ်းတစ်ဝဲရောက်တော့ယုံလေးကလက်ကိုလှည့်ကြည့်လိုက်တယ်မြင်တော့မမြင်နိုင်လောက်အောင်ရှေ့သို့ရောက်နေကြောင်းသိလိုက်ရတော့ယုံလေးကငါနိုင်ရပြီးနေပြီပဲဟုဆိုကာတစ်ပင်အောက်သို့ခဏဝှေ့၍နားနေလိုက်တဲ့ကွယ်ယုံလေးဟာနားနေရင်မျက်လုံးလေးမင်းနေစဉ်မတော်တဆအိမ်မောကျသွားခဲ့တယ်လက်ကလေးကတော့ဖြည်းဖြည်းမမှန်နဲ့တလန်းချင်းလန်းကမကြမီယုံကိုကြော၍ပန်းနိုင်နားသို့ရောက်ခဲ့ပြီထိုအခါပရိသတ်တွေကလည်းလက်ကလေးကွာဟုအားပေးကြွေးကြော်လိုက်တဲ့ကွယ်ထိုအားပေးတဲ့ကြားမှယုံလေးကအိပ်ပျော်နေရမှနိုးသွားတဲ့ကွယ်လက်ကိုလိုက်ရှာကြည့်တော့ပန်းနိုင်နာရောက်နေသည်ကိုတွေ့လိုက်ရတယ်ယုံလေးကပန်းနိုင်သို့အားကုန်ပြေးလွှားလိုက်တဲ့ကွယ်သို့တော်လည်းလက်ကလေးမှာပန်းနိုင်သို့ရောက်နေပြီးသားဖြစ်သွားပါပြီပရိသတ်ကြီးကလည်းကြွေးကြော်အောင်ဝဲခံလိုက်ကြတယ်ယုံလေးကအရှက်ရကခေါင်းငုံနေလိုက်တဲ့ကွယ်လေးလေးကမူပုံမှန်မပြတ်မလက်ပဲစူးစမ်းမှုကသာတာ၍ကောင်းကြောင်ကြွေးကြော်လိုက်တဲ့ကွယ်ကဲပုံမြင်လေးကတော့လူတိုင်းမစုံမနစ်မပြတ်မလက်စူးစမ်းပါကပန်းနိုင်တော့မလွဲမသွေရောက်နိုင်ကြောင်းသင်ခန်းစာလေးပါပဲရှင်Children's story Myanmar